မြူကိုတွေဝေမိုင်းနေတယ်မြမရှေးအောင်သမိုင်းရဲ့နောက်ခံကားချက်ထဲမှာဇော်ကြီးလောက်လှဝတ်စံပြားမိဆွဲဆောင်မှုရှိတဲ့ပုံကူမျိုးရှားပါတယ်။သူဟာလူသားစစ်စစ်လည်းမဟုတ်နတ်ပြမလည်းမဟုတ်ပဲသမိုင်းအကိရပညာနဲ့ဒန္တာရီတွေစုံစည်းရလမ်းစုံမှာရက်တည်နေတယ်။အချိန်ကာလကိုအန်တူတူလှဝတ်စံပြားတဲ့ခရီးသည်တူပါ။ရှေးအောင်အမှုပညာလက်ရာတွေနဲ့ဖျားနယံစေးရဲပန်းကြီးတွေမှာသူ့ကိုမြင်လိုက်တာနဲ့တင်ချက်ချင်းမှတ်မိနိုင်ပါတယ်။တောက်ပါတဲ့အနီရောင်ဒါမှမဟုတ်ဖန်ရီစွန်းတဲ့ဝိယုံတွေကိုဝစ်ဆင်ထားပါတယ်။လက်ထဲမှာတော့တကိုးရှိတဲ့မြစ်လေတောင်ဝေးကိုကိုင်ဆောင်ထားတတ်ပါတယ်။တခါတလေမှာသူဟာဒန္တာရီလာတရဝါတွေကိုစီးနှင်းပြီးတောနက်ကြီးတွေထဲမှာဖြတ်တန်းသွားလာနေတာကိုတွေ့ရတတ်သလိုတခါတရံမှာတော့မြင့်မြတ်တဲ့အသွားသုံးခုလန်ဒန်တရီတူလီကိုကိုင်ဆွဲထားတတ်ပါတယ်။ဇော်ကြီးဆိုတဲ့အမည်ကဘဲကနေဆင့်တက်လာတာလေ။ဇော်ကြီးဆိုတဲ့အသုံးနှုန်းဟာတကယ်တော့ယောဂီဆိုတဲ့စကားလုံးကနေဆင့်တက်လာတာဖြစ်ပါတယ်။တက္ကတာနဲ့ပါဠိစကားလုံးဖြစ်တဲ့ယောဂီဆိုတာယောဂအကျင့်တမထာကျင့်စဉ်ဓမ္မဘဟုဇန်တရားကိုအားထုတ်သူလို့အဓိပ္ပာယ်ရပါတယ်။မြန်မာတွေကအဲ့ဒီစကားလုံးကိုပဲဒန္တာကြီးလာဇော်ကြီးအထိအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။အနှစ်အားဖြင့်တော့ဇော်ကြီးဆိုတာယောဂတရားအားထုတ်သူတမာတိနဲ့စိတ်ဆွမ်းအားကိုရှာဖွေသူတူပါပဲ။သူနဲ့လှုပ်ဆောင်ချက်တွေဟာရှေးကပုံနာတွေလိုပဲလောကီပညာနဲ့လက်တွေ့ကြတဲ့ပညာရပ်တွေပေါင်းစပ်နေတတ်ပါတယ်။ဇော်ကြီးတိုင်းဟာတပုံစံနဲ့မဟုတ်ကြပါဘူး။တကူအာနာရရှိတဲ့အရင်းမြစ်ပေါ်မူတည်ပြီးအမျိုးအစား၄မျိုးခွဲခြားထားပါတယ်။၁ဖလာဇော်ကြီးဆေးဝိဇာဖလာဆိုတာအပင်တွေရဲ့အစီအညစ်ကိုဆိုလိုတာပါဒီပုဂ္ဂိုလ်တွေကတောနတ်ကြီးတွေထဲမှာရှားပါလာတဲ့နတ်ဆေးပင်နဲ့ဆေးမြစ်တွေကိုလိုက်လံရှာဖွေကြပါတယ်လွှတ်ဝတ်တဲ့အကီရဲ့နီးတွေနဲ့ဒီအပင်တွေကိုကြိုချက်ပြီးဆေးဖလာလုံးကိုဖော်ဆက်ကြပါတယ်ဒါကိုငုံထားနိုင်ရင်လို့အလွန်အမြင့်တန်ဆွမ်းခြင်းယောဂဗျာကင်းဝေးခြင်းနဲ့အသက်ရှည်ခြင်းလိုကိုရရှိစေပါတယ်နှစ်အင်းဇော်ကြီးအင်းဝီစာအင်းဆိုတာကတော့အခရာကနန်းနဲ့သင်္ကေတတွေကိုအချိုးကျစီမံထားတဲ့မော်ဆန်နဲ့ဇရာအစီရင်ဒီဖြစ်ပါတယ်တတူဖျားဒါမှမဟုတ်ပိတ်စာပေါ်မှာအင်းကွက်တီရေးဆွဲပြီးဂါရာမန်တန်တွေကိုအကျဉ်းပေါင်းထောင်တောင်းချီရွတ်ဖတ်ပူဇော်ရပါတယ်အဲ့ဒီလိုနဲ့အင်းအောင်သွားတဲ့အခါမှာတော့ကိုပြောက်ချင်းမြေရှူးချင်းနဲ့နတ်ဝိညာဉ်တွေကိုအမိန်ပေးခိုင်းစေခြင်းနဲ့ဘယ်လက်နဲ့မှမတူးရဲ့အသားမှာတကူတွေကိုပိုင်ဆိုင်သွားပါတယ်ဒီဝိဇာကတော့ပြင်းထန်တဲ့မီးနဲ့လွှတ်ဝတ်တဲ့ထစီးတွေကိုတုံးပြီးတာမန်တန်ကိုထူးခြားတဲ့ထတူအဖေပြောင်းလဲပြတူပါတန်ဟာအရေးပျော်ပြီးပျော်ပြောင်းသွားတဲ့အထိစီရင်ပြီးတဲ့နောက်တန်လုံးအဖြစ်ထွန်းလှုပ်ပါတယ်တန်စောကြီးရဲ့ခန္ဓာကိုယ်ဟာကြောက်ဆောင်လို့မာကြောနေပြီးသူ့ရဲ့တောင်ဝေးနဲ့တစ်ချက်ရိုက်လိုက်ယူနဲ့ကြောက်တုံးကြီးတွေကိုတောင်အမှုန့်ဖြစ်အောင်ချီးဖြတ်နိုင်ပါတယ်သူတို့ဟာအသက်ရာကြီးအောင်နေနိုင်ကြပါတယ်လေးပြရာဇောကြီးပြရာဝီစာဒါဟာဇောကြီးလောကရဲ့အမြင့်ဆုံးနဲ့အခက်ခဲဆုံးအရှင်းပါပဲပြရာဆိုတာတဘာဝအရာရှင်နေတဲ့အရေးပျော်ထက်တူဖြစ်လို့ထိန်းချုပ်ဖို့အလွန်ခက်ခဲပါတယ်အဂေရိတ်ဆရာဟာပြရာကိုအရင်ဆုံးတိုက်ရပြီးအဲ့ဒီနောက်မှာပြန်ရှင်လာအောင်လုပ်ရပါတယ်ဖိုကန်ထဲမှာနှစ်ပေါင်းများစွာအားထုတ်ပြီးတဲ့နောက်မှာတော့တောက်ပါလင်းလက်တဲ့ပြရာရှင်လုံးကိုရရှိပါတယ်ဒီပြရာရှင်လုံးကိုပါဇက်ထဲငုံထားရင်ကောင်းကင်မှာပြန်တန်းနိုင်တဲ့မတည်နိုင်တဲ့ခန္ဓာကိုယ်ကိုရရှိတယ်တာမန်တတုတွေကိုလည်းရွှေဖြစ်အောင်ပြောင်းလဲနိုင်ပါတယ်ကျွန်တော်တို့အမှုပညာလက်ရာတွေထဲမှာမြင်တွေ့ရတဲ့ကခုံနေတဲ့ဇောကြီးပုံရိပ်အများစုဟာဒီပြရာဇောကြီးတွေပဲဖြစ်ပါတယ်ဇောကြီးတွေဟာသူတို့ရဲ့တကိုးစွမ်းအားတွေကိုရရှိပြီးတဲ့နောက်မှာတော့လူပေါင်းလောကကိုစွန့်ခွာပြီးဟိမဝန္တာတောနက်ကြီးထဲမှာပဲအခြေချနေထိုင်ကြပါတယ်အဲ့ဒီနေရာမှာပဲဒီဒန္တာကြီးရဲ့အဆန်းကျယ်ဆုံးအစိပ်ပိုင်းတွေကစတင်လာပါတော့တယ်တောနက်ကြီးရဲ့အလယ်မှာနရီဖိုပင်လို့ခေါ်တဲ့
အလွန်ထူးဆန်းတဲ့တစ်ပင်တစ်မျိုးပေါက်ရောက်လာပါတယ်။ကဘာပေါ်ကတခြားတစ်သီးတွေနဲ့မတူပဲဒီအပင်ရဲ့အသီးတွေဟာအသက်16နှစ်ရွယ်အလွန်လှပတဲ့မိန်းကလေးငယ်လေးတွေရဲ့ပုံသဏ္ဍာန်အတိုင်းတီးပွင့်လာကြတာပါ။အပင်ရဲ့တစ်ကိုင်းတွေပေါ်မှာတွဲလွဲခိုနေစမှာတော့သူတို့ဟာမျက်စိမိတ်ပြီးနှစ်ချိုက်အင်မော်ချာနေတယ်လို့မျိုးတိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ဒီနေရာမှာပဲဇော်ကြီးရဲ့မော်အသက်တွေကအစွမ်းပြလာပါပြီ။ဇော်ကြီးဟာသူ့ရဲ့တကိုးရှိတဲ့တောင်ဝေးနဲ့တို့ထိလိုက်တာဒါမှမဟုတ်အစွမ်းထက်တဲ့မန်တန်တွေနဲ့မှုတ်လိုက်တဲ့အခါမှာတော့ဒီနရီလောတစ်တီးလေးတွေဟာအသက်ဝင်လာကြပါတယ်။သူတို့ဟာအပင်ပေါ်ကနေဆင်းလာကြပြီးဇိုဂျီယာနဲ့သူတို့နဲ့အတူပျော်ရွှင်မြူးထူးစွာတချင်းဆိုကခုံရဲ့အချင်းတွေကိုကုံလွန်စေပါတယ်။အခုလိုနရီလောလေးတွေကိုဖမ်းယူကစားတဲ့အဖြစ်ပဲဟာဒီနေ့ခေတ်မြမရိုးရာဇတ်သပင်တွေမှာမြင်တွေ့နေရတဲ့နာမည်ကျော်ဇော်ဂျီကကွက်ရဲ့အခြေခံမူလပဲဖြစ်ပါတယ်။ဒါပေမဲ့နရီလောတီးလေးတွေကိုမမောကြတာဇော်ဂျီတွေမဟုတ်ပါဘူး။သူတို့မှာပြိုင်ဘက်တွေရှိပါသေးတယ်။အဲ့ဒါကတော့ဂန်ဒဘနတ်နတ်တပင်မှာကော့ပြအသုံးတော်ခံရတဲ့နတ်များပဲဖြစ်ပါတယ်။ဒီနတ်ဝိညာဉ်တွေဟာလည်းနရီလောလေးတွေရဲ့အလှတရားကိုအလွန်အမြင့်တက်မကြတာကြောင့်တောနက်ကြီးတွေမှာသူတို့ရဲ့ကိုယ်ပိုင်တကူဆွမ်းဟာတွေကိုအသုံးချပြီးလူရက်ကြဟင်ထူးခြားဆန်းပြတဲ့တိုက်ပွဲပြီးဖြစ်ပွားလိမ့်ရှိပါတယ်။သို့တော်လည်းဒီမော်ဆန်တဲ့အချစ်ဇလန်မှာတော့ဝါနေစရာကောင်းတဲ့နီးကုန်းတစ်ခုရှိနေပါတယ်။နရီလောတီလေးတွေရဲ့ဘဝဟာအလွန်တိုးတောင်းလွန်လာပါတယ်။သူတို့ဟာအပင်ကနေကျွေကြနီးအသက်သွင်းခြင်းခံရပြီးတာနဲ့ခုနှစ်ရက်တိတိတာအသက်ရှင်နိုင်ကြပါတယ်။ပျော်ရွှင်စွာကခုန်ရေမောခဲ့ကြတဲ့တပတ်တာကုံဆုံးသွားတဲ့အခါမှာတော့သူတို့ဟာတဖြည်းဖြည်းညှိုးနွမ်းချောက်ကပ်သွားပြီးဘာမှမဟုတ်တဲ့တိတိချောက်လေးတွေအဖြစ်ကိုပြောင်းလဲသွားကြပါတယ်။အဲ့ဒီအခါမှာတော့ဇော်ကြီးဟာတယောက်တည်းပြန်လဲကြံရိတ်ခဲ့ပြီးတိတ်ဆိတ်တဲ့တောနယ်ကြီးတွေထဲမှာလှဲလေရင်နရီဖိုပင်တွေနောက်တစ်ချိန်ပြန်လဲတီးပွင့်မဲ့ရာသီကိုတန်တာစွာစောင့်ဆိုင်နေရပါတော့တယ်။ဇော်ကြီးဟာတကယ်ပဲရှိခဲ့တဲ့တမိုင်းဝင်ပုဂ္ဂိုလ်တူလားဒါမှမဟုတ်တေရှင်တရားကိုအနိုင်ယူခြင်းနဲ့လူသားတွေရဲ့သာရဆန္ဒကိုထင်ဟပ်နေတဲ့ပြယူတစ်ခုလားဖြစ်နေတာကတော့သူဟာနှစ်ခုလုံးပါပဲသူဟာဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုမနာမနေရှာဖွေသူတူဖြစ်တည်ရှိနေသလိုဒန္နာရီတွေရဲ့အရေးဖုံးနေတဲ့တောနက်ကြီးတွေထဲမှာဘယ်တော့မှမဖြစ်နိုင်တဲ့ထာဝရရှင်သန်ခြင်းအိမ်မက်ကိုထာဝရလိုက်လံရှာဖွေနေသူတူဖြစ်အစဉ်အမြဲသင်္ကေတပြုနေစေဖြစ်ပါတယ်ကောင်းငင်ပြန်လွှာတကန်ခုပွား၍ဒန္တာရီထဲကအရှင်သခင်ဖြစ်လာခဲ့ဟိဘဝင်းတာတောနဲ့ဖြာဝဲနရီဖို